ပါသွားစရာမလိုဘူးအိမ်မာနေရင်နဲ့အသားရည်ကိုချက်ချင်း glass glow skin ဖြစ်စေတဲ့ VHO ရဲ့ bio collagen treatment mask လေးရှိထားရပါပြီနော်သူကအဆင့်မြင့်နည်းပညာနဲ့ရည်သွေးမြင့် ingredients တွေဖြစ်တဲ့ ferment ingredients 67% vegan collagen ceramide နဲ့ ceramide တို့ပါဝင်ထားပါတယ်လိမ်ပြီးခဏလောက်နေထားရင်ဒီလိုအချီအောင်လေးဖြစ်သွားပါတယ်ဒါက collagen ဓာတ်တွေကိုအသားရည်ထဲထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်နော်အချိန်ကိုနာရီဝက်45မိနစ်လောက်ကတ်ထားပေးပြီးတော့ mask လေးကိုတသားလေးခွာပေးလိုက်မယ်ဒါနဲ့အသားရည်လေးကတိတိတတ်တာကြည်လင်ဆိုပြေးပြီး glass glow skin လေးဖြစ်သွားတာကိုတွေ့ရပါတယ်နော် mask လေးကပ်ပြီးရင်အဆိုဓာတ်ကိုထိန်းပေးပြီးအသားရည်ကိုပြုပြင်ပေးနိုင်တဲ့ VHO ရဲ့ treatment moisturizer လေးကိုလိမ်ပေးလိုက်မယ်သူကနေ့ရောညရောသုံးလို့ရပြီးရေရှည်ဆွဲသုံးပေးမယ်ဆိုရင်ချွေးပေါက်တွေပါကျင်းစေပြီးအရေးကြောင်းတွေပါသက်သာစေပါတယ်နော် all skin type သုံးလို့ရတဲ့အပြင်အသားရည်ကိုပါညီလာစေတဲ့အတွက်ဝက်ချန်အစီဖူးနဲ့ sensitive skin သမားတွေအတွက် double bonus ပါတယ် moisturizer လေးဖြစ်ပါတယ်နော်နောက်ဆုံး VHO ရဲ့ Youth Infinity Precious Night Cream လေးကိုလိမ်ပေးလိုက်မယ်သူကတော့ hydrolyzed collagen အဓိကပါဝင်လို့ anti aging အတွက်တာမကအသားရည်ကိုပါဖြူဥသွားစေတဲ့အပြင်အရေးကြောင်းတွေကိုလည်းမေးမိန်ပြောက်ကင်းစေပါတယ်ဒါကြောင့် anti aging အတွက်ထိရောက်မြန်ဆန်တဲ့ ampoule သုံးမယ်ဆိုရင် VHO Youth Infinity ampoule လေးကိုအသုံးပြုလို့ရပါတယ်နော် VHO ရဲ့ဒီ skin care set လေးတွေကို agree သုံးကြည့်ပြီးတိတာထိရောက်စေလို့ချက်တို့ကိုလည်းစမ်းသုံးကြည့်ဖို့ highly recommend ပေးပါတယ်နော်